ရှောက်ဝေမတည်ငြိမ်တဲ့ဖြစ်ပျက်သဘောတွေပဲဤလူရအစိုးကောင်းများရဲ့ကြားလေစုံတွေ့စဉ်လေးများသိတူတယ်ကိုရွေးချယ်တဲ့လမ်းကိုရှောက်နေတဲ့ခရီးဘယ်သူတွေအမှားနဲ့အမှန်ဘယ်လိုပင်ဝေဖန်သုံးသပ်မလဲဒီတနေ့ကအစိုးကောင်းများရဲ့အဖြစ်တွေညအိမ်ရလက်ကလေးနှစ်ဖူးပေါ်တင်ပြန်တွေးကြည့်မိရဲ့လားလို့လေမထင်လောက်ခဲ့သမျှအမှားလို့လေပဲမမြင်ငါဒီဟုခဲ့တော့အစွဲမြင်ဝါတာတင်ပဲလို့ငြိမ်းချမ်းရာတင်ပါရီပြင်းစင်ထားတင်တယ်လေငြိမ်းချမ်းဆုံးတရားအမြဲရှိနေမှာဒီတွင်သူဟာလေကိုပင်ကန့်ကတ်ထားဖို့မဟုတ်ရပါလားဘဝလောကရဲ့အချိုးကွေမှာလေခံပါစေလှိုင်းပုတ်ပါစေနေရာမှာတရားသဘောများကိုအိုးလူသားတင်ပြပါစေအစိုးကောင်းများရဲ့အဖြစ်ညအိမ်ရလက်ကလေးနှစ်ဖူးပေါ်တင်ပြန်တွေးကြည့်မိရဲ့လားလို့လေမချင်လောက်ခဲ့သမျှအမ